ဆိုတော့ကျတော့ dictation activity လေးကိုစပြီးတော့မပြောခင် dictation ဆိုတဲ့အဓိပ္ပာယ်လေးကိုအရင်ဆုံးရှင်းပြပါမယ်ကျတို့ကို dictation အကြောင်းလေးရှင်းပြပေးမှာပေါ့နော်ဆို dictation ဆိုတာဘာလဲဆို dictation ဆိုတာကပုံမှန်အားဖြင့် teacher ပြောတဲ့ဟာကိုအတိအကျလိုက်ရေးခိုင်းတာပဲပေါ့နော်အဲ့လိုအဓိပ္ပာယ်ရတယ်ဒါကိုတချို့ကအလွတ်ကျက်မှတ်တဲ့ဒီစနစ်ဟောင်းလို့ထင်ကြတယ်ပေါ့နော်ဆိုအခုချိန်ထိဒီဝါဟာရအသစ်တွေကိုအယူအဆအသစ်တွေကိုမိတ်ဆက်တဲ့အခါတွေမှာပဲအသုံးဝင်နေစေတော့ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့တချို့ကတော့ဒါကိုနီလန်းဟောင်းလို့ထင်ကြတယ်ဒီကျောင်းသားတွေကိုဒီနားထောင်မှုစွမ်းရည်လေ့ကျင့်ပေးနိုင်ရုံကမကဘူးပေါ့နော်ဒီအဖွဲ့လိုက်လှုပ်ဆောင်တဲ့အခါတွေမှာဆိုရင်လည်းဒီအချင်းချင်းအပြန်အလှန်ဆက်သွယ်တဲ့interaction လေးတွေလည်းရရှိစေရပါတော့ဆိုဘာကြောင့်ဒီလိုမျိုးပြောတာလဲဆိုတော့ဒီကိုရှင်းပြပါမယ်ဆို objective ပေါ့နော်ဆိုသူ့ရဲ့ရည်ရွယ်ချက်လေးပြောပြပေးမှာပေါ့နော်ဆိုကျောင်းသားတွေရဲ့ဒီ listening skill နားထောင်နိုင်စွမ်းကိုမြင့်တင်ပေးရပေါ့နော်နောက်တစ်ခါကျဒီဝါဟာရအသစ်စာလုံးပေါင်း spelling တွေကိုလေ့ကျင့်တဲ့ခါတွေမှာလည်းခြေလို့သုံးတယ်ပေါ့နော်ဆိုချို့ဆို vocab memory တွေပြောတဲ့ခါတွေမှာ vocab တွေကိုပြန်ပြီးတော့လေ့ကျင့်ပေးတဲ့ခါတွေမှာဆိုရင်လည်းဒီဟာလေးကိုအသုံးပြုလို့ရှိတယ်။အဲ့တော့じゃအဖွဲ့3ပေါ့နော်။အဖွဲ့3မှာဖြစ်တယ်။နံပါတ်3ကじゃဒီအဖွဲ့လိုက်လှုပ်ဆောင်တဲ့အခါတွေမှာဆိုလို့ရှိရင်အချင်းချင်းကူညီဖလှယ်မှုအပြန်အလှန်ဆက်သွယ်မှုကိုအားပေးစေရပေါ့နော်ဆို group လိုက်လှုပ်ဆောင်တဲ့ခါတွေမှာဆိုရင်တော့ဒီလိုလေးလှုပ်ဆောင်လို့ရတယ်ပေါ့အပေါ်ကနှစ်ချက်ကကြတော့ကိုယ်ပိုင်လှုပ်ဆောင်ရမယ့်ချက်လက်တွေဖြစ်ပါတယ်ဘယ်လိုအသက်အရွယ်တွေအတွက်အသုံးပြုလို့ရတယ်ပေါ့နော်စားတဲ့အာဟာရတွေကိုရှင်းပြပေးပါမယ်ဆိုတော့အဓိကကတော့ဒီအခြေခံအဆင့်ပေါ့နော်ဒီចောင်းသားလေးကနေအဆင့်မြင့်ထိအသုံးပြုနိုင်တယ်ပေါ့စားတာတွေတော့ရေးထားပေးရပေါ့နော်အဓိကကဒီအခြေခံအဆင့်ចောင်းသားတွေကိုအသုံးပြုလေးရှိပါတယ်နောက်တစ်ခါကျဒီအတန်ထွန်းတဲ့ဒီစားလုံးပေါင်းဆက်ဆက်မှုကိုလေ့ကျင့်တဲ့လူတွေအတွက်လည်းအထူးသင်လျော်တယ်အားသာချက်အားနည်းချက်အနေနဲ့ဆိုရင်ဘယ်လိုရှိမလဲဆိုရင်ဒီချက်တွေအနေနဲ့တော့အတန်ထွန်းတဲ့စားလုံးပေါင်းကိုအတိအကျပြောပြရမယ်ပေါ့နော်ဆိုအဲ့ဒီဟာကိုအတိအကျသိရှိစေရဒီအရန်ကိုရိုးရိုးရှင်းရှင်းလေးပြောမဲ့ activity မျိုးစင်တော့အရန်ကိုပြင်းစရာကောင်းပြီးတော့အလွတ်ကျက်မဲ့တဲ့နီလန်လိုမျိုးဖြစ်သွားနိုင်ပါတယ်ဒီအဖွဲကလှုပ်ဆောင်မှာဆိုလို့ရှိရင်တော့ဒီပို့ပြီးတော့ပြောစရာကောင်းပါတယ်ပေါ့နော်ဒီဖြစ်နိုင်ချေရှိရဲ့ပြဿနာလေးတွေတော့ပြပြပေးပါမယ်ကျောင်းသားတဦးချင်းစီကဒီနားထောင်နိုင်တဲ့စွမ်းရည် listening skill တွေမတူတဲ့အတွက်ကြောင့်မို့လို့အချို့တွေကဒီနောက်ကျကြံခဲ့တာမျိုးတို့လိုက်မမီတာမျိုးတို့ဖြစ်နိုင်တယ်ဒီအစီအကဒီအတန်ကိုအကျင့်အကန့်အသတ်ဖြစ်ဒီဖတ်ပြတဲ့အတွက်ကြောင့်မို့လို့ဒီအရေးကြီးတဲ့စကားလုံးတွေတချို့နေရာတွေမှာသူတို့လွတ်သွားတာရှိရပေါ့နော်ဆိုတော့အနည်းဆုံးဆရာက2ကြိမ်လောက်ထိပဲဖတ်ပြတာဖြစ်တယ်ဆိုတော့တချို့ကဒီမူလတန်းဆင်မှာ words တွေကိုအသုံးပြုပြီးတော့ဒီအထက်အလယ်တန်းဆင်လောက်မှာဆိုရင်ဒီ standard လေးတွေကိုအသုံးပြုလေးရှိရပေါ့နော်နောက်ကကျဒီတယောက်တည်းရေးသားတဲ့ခါတွေမှာဆိုရင်ဒီအပြန်အလှန်ဆက်သွယ်မှု interaction တွေအားနေတယ်ဆိုတော့ဒါကတော့ဒီစနစ်ဟောင်းကြီးရဲ့ dictation ပေါ့နော်ဒီ dictation ကိုခြေလို့ပြန်ပြီးတော့လဲစမ်းသစ်ပြီးတော့အသုံးပြုနိုင်ပါတယ်ဒီ material step by step ကတော့ဒီလိုအပ်တဲ့ပစ္စည်းတွေကကြတော့ခြေလို့စာရေးကိရိယာ pencil ဒီ paper ပဲပေါ့နော် pencil ဒါမှ pen ဒါမှ paper ပဲနောက်ကကြာဆရာအနေနဲ့ဆိုရင်ဒီပြောရမယ့်စာသား words တွေ phrase တွေဒါမှမဟုတ် sentence တွေဒါမှမဟုတ် paragraph တွေကိုပြင်ထားရမှာဖြစ်တယ်နောက်တစ်ခုဒီလိုမျိုးတယောက်ချင်း individual တွေကဒီကလေးတွေရဲ့ communication ကိုအားမပေးတဲ့အတွက်ကြောင့်မို့လို့ကျတော့အဖွဲ့လိုက်အနေနဲ့ပြန်ခိုင်းတာမျိုးလဲလောက်ခိုင်းပြီးတော့ကျတော့ဒီ modern ပေါ့နော်ဒါကတော့ဒီနီးစနစ်အသစ်လေးကိုအဖွဲ့လိုက်လောက်ခိုင်းခြင်းအဖြစ်လဲကျတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲဆိုရင်ကျတော့အနေနဲ့ဒီအစစ်စစ်လောက်ထောင်ရမယ်နီလန်းလေးပေါ့ကျောင်းသားတွေကိုဒီဆက်ကူခဲတဲ့တွေကိုအသင်ပြင်ခိုင်းရမယ်listen and write လုပ်ဖို့အတွက်ဆရာကစကားလုံးသို့မဟုတ်စာကြောင်းတွေကိုဒီ3ချိန်လောက်ဖတ်ပြရမှာပဲ။ကျောင်းသားတွေကအတိအကျလိုက်ရေးပြီးတော့မှရေးပြီးတဲ့ခါတွေမှာတငယ်ချင်းတွေအဖွဲ့ဝင်တွေကိုတိုက်စစ်ခိုင်းမယ်။ဒီတယောက်ချင်းစီကမိမိကြားလိုက်တဲ့စကားလုံးတွေကို
တရားနဲ့တရားကြားလိုက်တာချင်းလွဲနေတာတွေရှိနေမှားနေတာတွေရှိတယ်ဆိုတော့ကိုယ်တငယ်ချင်းချင်းချင်းအဖွဲလိုက်ဆိုလို့ရှိရင်စစ်စီတာတွေအဲတိုက်စစ်တာတွေလုံနိုင်ပါတယ်နောက်တစ်ခါကျတော့တရားနဲ့တရားဒီ correction လုပ်တဲ့ခါတွေမှာကျောင်းသားတအုပ်ကိုသူတို့ဗုတ်ပြာပေါ်မှာရေးခိုင်းပြီးတော့ကျန်တဲ့လူတွေကအမှားကိုဝိုင်းပြီးတော့ပြင်ဆင်ပေးရပါမယ်ဆိုအကောင်လုံးသဘောတူညီတဲ့အထိလှုပ်ဆောင်မှာပေါ့နော်ဆိုဒါကိုကျောင်းသားလှုပ်ချင်အဖြစ်ဒါမှမဟုတ်ဆရာကနေပြီးတော့လည်းပြင်ဆင်ပေးလို့ရပါတယ် variation ပေါ့နော်ဒီအဖွဲလိုက်လုံးမယ်ဆိုလို့ရှိရင်ဒီအဖွဲခွဲပြီးတော့ဒီခေါင်းဆောင်တဦးချင်းစီကိုဖွဲ့ပေးရမှာဖြစ်ပြီးတော့အဲ့ဒီခေါင်းဆောင်ကဒီအမှားအနည်းဆုံးအဖွဲကိုအနိုင်ပေးရမယ်ပုံစံမျိုးနဲ့လည်းလှုပ်ဆိုင်နိုင်ပါတယ်ခေါင်းဆောင်ကနေပြီးတော့ဥဆောင်ပြီးတော့ဒီ report teacher ကိုတင်ပေးရမှာဖြစ်ပြီးတော့မှဒီ report တင်တဲ့နေရာမှာအမှားအနည်းဆုံးလူကအနိုင်ရရှိရဲ့ဒီလမ်းလေးကိုလည်းခြေတို့စက်တစ်ပြီးတော့အသုံးပြုလို့ရပါတယ် result အနေနဲ့ဆိုလို့ရှိရင်ကျောင်းသားတွေကစကားလုံးကိုမှန်ကန်စွာပေါင်းစပ်ပြီးတော့ရေးသားနိုင်မယ်နားထောင်မှုအာရုံစူးစိုက်မှုဒီ attention တွေလည်းရရှိမှုမြင့်မားလာနိုင်မယ်ပေါ့နော်ဆိုတော့တချို့ attention မရတဲ့ကလေးလေးတွေရှိတဲ့ခါကျရင်ဒီလို activity လေးတွေကျတော့ထည့်ပေးလို့ရပါတယ်ဒီအမှားတွေကိုအုပ်စုလိုက်ပြင်ဆင်တဲ့အားဖြင့်တို့ကဘာသာစကားအပေါ်မှာနားလည်တဲ့တယောက်နဲ့တယောက်နားလည်မှုစွမ်းရည်မတူညီမှုကိုတို့နားလည်လာမယ်နားလည်မှုစွမ်းရည်ကိုလည်းတို့ပို့ပြီးတော့ခိုင်မာလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတချို့တို့ဒီဒီစနစ်ဟောင်းတွေမှာအသုံးပြုလေးရှိရဲ့ datation activity ကိုဒီ group လိုက်ပြန်ပြီးတော့စမ်းသစ်ပြီးတော့ကျတော့အသုံးပြုလို့ရရှိမှာဖြစ်ပါတယ်ပေါ့နော်